ထမင်းနဲ့ဟင်းမစားတတ်တာကြောင့်ထူဆန်းတဲ့နီးနဲ့စားကအသက်ရှင်နေရတဲ့မေလာတန်စင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ထမင်းနဲ့ဟင်းဆိုတာလူတိုင်းစားတဲ့အရာတစ်ခုဟုတ်ပေမဲ့မြန်မာနိုင်ငံမှာတော့ထမင်းစားရတာကိုကြောက်တဲ့သူတွေနဲ့ယွန်းတဲ့သူတွေကလည်းအများကြီးကိုရှိနေတာဖြစ်ပါတယ်တချို့ဆိုရင်ထမင်းမြင်ရင်ကြောက်တဲ့သူရှိသလိုယွန်းတဲ့သူလည်းရှိပါတယ်မေလာတန်စင်ကတော့ထမင်းစားရတာကိုမကြိုက်တဲ့အပြင်ဟင်းစားရတာလည်းမကြိုက်နှစ်သက်တဲ့သူတစ်ယောက်ပါမေလာတန်စင်ကထမင်းနဲ့ဟင်းကိုလုံးဝမစားဘဲနေခဲ့တာမဟုတ်ပေမဲ့တနိုင်တလောက်ရှောင်ခဲ့ပါတယ်။ငယ်ငယ်တုန်းကတော့မိဘကျွေးလို့စားခဲ့ရပေမဲ့ကြီးလာတဲ့အချိန်မှာတော့မစားတော့တာကြာပါပြီ။စားရတယ်ဆိုရင်တော့မေလာတန်စင်ထမင်းစားတဲ့နေ့ကအတော်လေးကိုထူဆန်းတာပါ။လူအများကထမင်းစားရင်ဟင်းပါမှစားတတ်ကြတာပါ။ထမင်းပကံထဲမှာဟင်းလေးတွေခတ်ထဲကရောလူပြီးစားကြပါတယ်။ရောမနေဘူးဆိုရင်တော့ထမင်းပေါ်မှာဟင်းလေးတွေတင်ကစားတတ်ကြတာပါ။ဒါပေမဲ့မေလာတန်စင်ကတော့ထမင်းနဲ့ဟင်းကိုရောစားရတာအတော်လေးကိုမကြိုက်တာပါထမင်းနဲ့ဟင်းကိုရောလူပြီးလုံးဝကိုမစားတတ်ဖြစ်နေတာပါအဲ့လိုစားရတာကိုလည်းသူ့အနေနဲ့အတော်လေးကိုမကြိုက်တာပါဒါကြောင့်မို့မေလာတန်စင်ကထမင်းနဲ့ဟင်းကိုဘယ်တော့မှရောမစားပါဘူးသူထမင်းစားပြီးဆိုရင်ထူးဆန်းတဲ့ညီကိုသာကျင့်သုံးတာပါအဲ့ဒါကတော့ထမင်းကိုပါဇက်ထဲအရင်ထဲတာဖြစ်ပါတယ်ထမင်းကိုပါဇက်ထဲထည့်ပြီးဆိုမှဟင်းကိုစွန်းတဲ့ကောကပါဇက်ထဲထည့်တာပါဒီလိုနည်းနဲ့ပဲမေလာတန်စင်ကတစ်သက်လုံးထမင်းစားခဲ့တာပါထမင်းကိုအရင်စားဟင်းကိုအရင်စားရင်းနဲ့ပဲဖြတ်တန်းလာခဲ့တာပါဒါပေမဲ့မေလာတန်စင်ကထမင်းကိုလုံးဝမကြိုက်ပါဘူးထမင်းမစားဘဲနေချင်တာမို့နောက်ပိုင်းမှာထမင်းလုံးဝမစားတော့ပါဘူးအိမ်မှာမိသားစုတွေထမင်းစားပြီးဆိုရင်လည်းသူမပါတာများပါတယ်မိသားစုတွေကထမင်းစားလဲသူ့ကိုခေါ်မစားတတ်ကြပါဘူးသူကလည်းထမင်းစားရမယ့်အလုပ်ကသူ့လုံးမဟုတ်ဘူးလို့သာမှတ်သားထားတာပါအခုနောက်ပိုင်းမှာဆိုမေလာတန်စင်ကလည်းထမင်းလုံးဝမစားတော့တဲ့ထူးဆန်းတဲ့လူသားဖြစ်ရပ်တည်နေတာပါထမင်းမစားဘဲတခြားမုံတွေကိုသာစားတော့တာဖြစ်ပါတယ်။ထမင်းမစားတော့တာကြောင့်အရင်ကထပ်ပို့ပြီးလှလာတယ်လို့လည်းသူ့ကိုယ်သူခံစားနေရတာပါ။အရင်ကဆိုမေလာတန်စင်ကပါဖောင်းမောင်းနဲ့အနှင်းငယ်ဝါတဲ့အထည်ပါပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းဆိုထမင်းလည်းမစားတော့တဲ့အတွက်အရင်ထက်အများကြီးကိုပိန်သွားခဲ့တာပါ။ပိုပိန်သွားတာကြောင့်သူ့ကိုယ်သူကြည့်လို့ကောင်းတယ်ဆိုပြီးလည်းခံစားနေရတာပါ။မေလာတန်စင်ကတော့ထမင်းလည်းမကြိုက်တဲ့အပြင်ထပ်ထားတဲ့အချိန်မှာအရင်ကထပ်ပိုးလာတဲ့အတွက်နောက်လဲစားဖြစ်ဖို့မသိကြတော့ပါဘူးမြန်မာနိုင်ငံမှာကထမင်းကြောက်တဲ့သူတယောက်ပြီးတယောက်ပေါ်လာတာမို့တချို့ကလည်းဝေဖန်နေကြပါတယ်မေလာတန်စင်ကအခုနောက်ပိုင်းမှာအရင်ကထက်အများကြီးကိုပြောင်းလဲသွားခဲ့တာပါအရင်ကမျက်နှာဖောင်းဖောင်းနဲ့ချစ်စရာကောင်းခဲ့တာကိုနိုင်ငံခြားသွားကနှာခေါင်းကိုပြုပြင်ခဲ့သလိုညနာကိုလည်းပြောင်းလဲလိုက်တာပါတချို့ကမကြိုက်ပေမဲ့မေလာတန်စင်ကတော့သူ့ကိုယ်သူလှတဲ့သူတယောက်အဖြစ်ခံယူထားပါတယ်မေလာတန်စင်ကငငယ်ကလေးကတူရိယာမျိုးစုံကိုတီးပြကထူးချွန်တဲ့ကလေးလေးအဖြစ်လူသိများခဲ့တာပါ။ဒါအပြင်အဆိုကလည်းကောင်းတာကြောင့်နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။မေလာတန်စင်ကအခုနောက်ပိုင်းမှာအဆိုတော်တယောက်အနေနဲ့လည်းမဟုတ်တော့ပဲတရုတ်ဆောင်မှလုံနေပြီဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းတောက်လျှောက်ရိုက်လာရသလိုမင်းသမီးအနေနဲ့ခြေလန်းစပြူနေပါပြီ။မေလာတန်စင်ကတခြင်းအသက်တူတာမလို့ဖြစ်တော့ပဲရုပ်ရှင်ဇာတ်ကားတွေသာတောက်လျှောက်ရိုက်ဖြစ်နေတာဖြစ်ပါတယ်။သူကိုယ်သူအရင်ကတော့မဝတော့ဘူးလို့လည်းယုံကြည်မှုရှိလာသလိုရုပ်ရှင်ရရတာလည်းအဆင်ပြေတယ်လို့ခံစားနေရတာဖြစ်ပါတယ်။ထမင်းနဲ့ဟင်းတွဲမစားတတ်တဲ့မေလာတန်စင်အပေါ်အမြင်လေးကိုပြောပြပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။